ဒီအနုပညာလောကကြီးကဒုဗမာပြည်ရဲ့အနုပညာလောကကြီးကနည်းနည်းလေးပုံချင်းတယ်ဝမ်းရေးကအရေးကြီးရအောင်နော်ဆိုတော့အန်ကရဲ့ဒီ90နှစ်ဆိုတော့အသက်တာဖြတ်တန်းတဲ့အခါမှာပထမဆုံးရင်ဝင်လှိုင်းဆိုတဲ့ခွေလေးထွက်တယ်ပြီးတော့မှ88မရောက်ခင်မှာဝေလူကဝင်းနေချိန်ဆိုပြီးစိုင်းဆိုင်နဲ့ဦးဝီလျံနဲ့ထွက်တယ်ပြီးတော့မှ16နှစ်အဲ့ရနေဝါဒီအတွက်ပေါ့နော်ရေထဲမှာသွားပြီးဝမ်းစာရှာတယ် You're watching LSN Life Stage News Myanmar, bringing you the latest celebrity headlines. ဟုတ်ပြီရင်းမှာ250ဆိုတော့အန်ကာရိုက64ပေါ့နော်64ဆိုတော့အန်ကာရိုလူယိုပေါက်ပေါ့78ဆိုတော့ပတ်ဝန်းကျင်မှာအဲ့ဆိုင်မှာသွားပြီးတော့အန်ကာရိုကတချင်းတွေသွားရှာရတယ်နားထောင်ရတယ်အဲ့ဟာတွေကိုနားထောင်ပြီးမှကိုစုံမဲ့တချင်းကဘယ်လိုလဲပေါ့နော်ပြန်ပြီးတော့အဲ့ idea တွေယူပြီးတော့မှသူ့ဆိုင်ကနေမှတချင်းပေါင်းမြောက်များစွာကိုယူခဲ့ရတဲ့နေရာလေးဖြစ်တယ်ပေါ့နော်နောက်ပြီးတော့ရင်းမာနဲ့အပြိုင်ဆိုင်တွေအများကြီးရှိတယ်သို့တော့ရင်းမာဆိုတဲ့ဆိုင်ကအဲ့ဒီခုနှစ်ကတည်းကနေပြီးတော့ဒီနေ့ထိရှိနေတဲ့အတွက်ကြောင့်250ဆိုပြီးတော့ဒီ celebration လုပ်ရတာပေါ့နော်အဲ့လိုပဲပြောအောင်ပေါ့နော်ဒါပေမဲ့ပြောရရင်တော့သမီးရဲ့ဒီအနုပညာလောကကြီးကဒုဗမာပြည်ရဲ့အနုပညာလောကကြီးကနည်းနည်းလေးပုံချင်းတယ်ဝမ်းရေးကအရေးကြီးရအောင်နော်ဆိုတော့အန်ကရဲ့ဒီ90နှစ်ဆိုတော့အသက်တာဖြတ်တန်းတဲ့အခါမှာပထမဆုံးရင်ဝင်လှိုင်းဆိုတဲ့ခွေလေးထွက်တယ်ပြီးတော့မှ88မရောက်ခင်မှာဝေလူကဝင်းနေချိန်ဆိုပြီးစိုင်းဆိုင်နဲ့ဦးဝီလျံနဲ့ထွက်တယ်ပြီးတော့မှ16နှစ်အဲ့ရနေဝါဒီအတွက်ပေါ့နော်ရေထဲမှာသွားပြီးဝမ်းစာရှာတယ်ဆိုတော့ပြန်လာတဲ့အခါကျတော့ gap ကအရန်ကွာသွားတော့လူတွေကြားတဲ့ကိုပြန်ရောက်ဖို့အရန်ခက်သွားတယ်ဒါပေမဲ့အန်ကပရိသတ်တွေရှိတယ်ဆိုတော့အန်ကရန်ယုံကြည်တယ်ဘာလို့စင်ကာပူမှာအန်ကပွဲလေးဘာပွဲလေးပေါ့နော်သွားဆိုတာတယုံလုံးကြီးမှအန်ကကိုတီးကြတယ်ဆိုတော့အံ့ဩတယ်ပေါ့နော်ဟိုလာအပ်ပြီးတဲ့လူတွေအန်ကတို့အရွယ်တွေပဲဆိုတော့ဒီဘက်ခေတ်ကလူတွေကြတော့အန်ကတို့မသိကြတော့ဘူးပေါ့Oh down down din din ကျမ်းမာရေးကပူများငိမ့်လို့ hey hey စကောင်းအိပ်ပျော် green နဲ့ king ကမိသားစုတွေအားလုံးချမ်းသာနေပူမိပူခံနိုင်ကကျွေးထွက်လွန်ရင်တောက်ပါမနေပန်းဝတ်မို့ပူငိမ့်စေပန်းဝတ်မို့ပူငိမ့်စေနဲ့ပန်းဝတ်မို့သွေးတန့်စေကိုကလေးလူကြီးကြားမှမရွေယုံကြည်စိတ်ချစွာနဲ့နေ့စဉ်ပုံမှန်သုံးစွဲနိုင်ပါတယ်ပန်းဝတ်မို့ပူငိမ့်စေအဲ့ဆိုရင်တော့ wild ones နဲ့ပတ်သက်ပြီးပြောရမှာပေါ့နော်အန်ကအဲ့ရင်ဝင်လိုင်းထွက်ပြီးတော့2နှစ်လောက်မှာ wild ones က drummer Gordon Ball ကနေပြီးတော့ Willie ငါတို့ wild ones နဲ့လိုက်ပြီးတချင်းဆိုမလားပါဆိုမအောင်ကူရောဆိုပါတော့အဲ့မှာစပြီးတော့ wild ones နဲ့တောက်လျှောက်ပေါ့နော်ကိုထီးတချင်းဆိုတယ်ကိုထီးချင်းဆိုတဲ့အခါမှာအန်ကတို့က harmony လိုက်ပြီးတယ်ဒီကိုတချင်းကိုဆိုတယ်အဲ့ဒီအချိန်တော့ဆိုရင် wild ones မှာစိုင်းကြီးဆိုင်နီမီဝင်းဖေနန်းနောင်းနောင်းပြီးတော့အန်ကဝီလျံပေါ့အဲ့ဒါ main ပဲ wild ones မှာ4ယောက်ဒါပေမဲ့ပွဲတွေသွားပြီဆိုရင်တော့ကျန်တဲ့ power တွေလည်းပါပါပေါ့နော်ဆိုတော့အဲ့လိုသွားနေတဲ့အချိန်မှာပဲအဲ့ချိန်တက္ကသိုလ်တေးတန်သွင်းပိုင်ရှင်ကိုထွန်းနဲ့ကိုထီးတို့ကိုဂေါ်ဒန်ဘောတို့ကညှိပြီးတော့ဝီလီအတွက်လည်းတချင်းလေးတစ်ခွေလောက်လုပ်ပေးရင်ကောင်းမယ်ဆိုပြီးတော့တို့တိုင်ပင်ကြတော့ဝေလူခါဝေးနေချိန်ဆိုပြီးတော့ series လေးကိုခေါင်းစဉ်နဲ့တချင်းရဲလူကတယောက်တည်းပဲဖြိုးနေဆိုတဲ့ပုံကိုထီးတချင်းအတွက်လည်းဖြိုးနေပဲရေးပြီးတယ်အန်ကဝီလျံတချင်းအတွက်ကိုလည်းဖြိုးနေပဲရေးပြီးတယ်ဆိုတော့ဝေလူခါဝေးနေချိန်ဘဝိုင်းဝမ်းဆက်ဖြတ်တန်းတဲ့အချိန်စိုင်းဒီဆိုင်နဲ့တွဲပြီးသွားတဲ့အချိန်လေးတွေမှာဒီခွေဖြစ်မြောက်လာတော့ပြီးဆိုရင်အဲ့ရင်ခွင်လိုင်းတွေကကိုလန်းအလွမ်းရှိတယ်မချစ်ဘူးတော့ယူရှိတယ်အဲ့ရင်ခွင်လိုင်းတွေကဝေလူခါတွေကဆိုရင်တော့ဝေလူခါနင်းနဲ့ငါခဏဝေးတာအကောင်းဆုံးပြီးတော့အစိတ်ပြည့်ပြီးလို့20ကျော်လားဟိဆိုတဲ့တခြင်းလေးတွေလူတွေတော်တော်များများသိကြတယ်ကျွန်တော်ရန်ဝမ်းသာတယ်ကိုချစ်ခင်ဆိုတာကျွန်တော်တို့ရဲ့တကယ် music နဲ့ပတ်သက်ရင်ဗျာသူ့စီကနေအကုန်ရတယ်
ဆိုတော့သူ့ရဲ့ 50th Golden Jubilee မှာကျွန်တော်တို့လိုသေးသေးလေးပေါ့နော်ပါဝင်ရခြင်းအခွင့်ကိုချစ်ခင်ပေးတယ်သူ့ရဲ့သားအောင် Strategy First ရဲ့founder ပေါ့နော်သူကဒီ program လေးမှာပါခွင့်ပေးတဲ့အတွက်ကြောင့်ကျွန်တော်အရန်ကျေးဇူးတင်တယ်တချင်းကတော့ကျွန်တော်ကဒီဘက်ခေတ်ရောက်လာတဲ့အခါအတွက်ကြောင့်ဟိုရင်ခွင်လိုင်းတွေကတချင်းလည်းမပါဘူးဝေးလူခါတွေကလည်းမပါဘူးကဘာငယ်သစ်ဆိုတဲ့ album ထဲကတချင်းလေးရှစ်လို့ပေါ့နော်အဲ့အလေးကိုဆိုမယ်ပြီးနောက်ဆုံးကျွန်တော်ထွက်ထားတဲ့အတန်ကိုလွှင့်ပြီးဆူတောင်းမယ်ဆိုတဲ့အထက်ကညီတွင်ရေးတဲ့ဇပ်ပို့ဆိုတဲ့တချင်းလေးကိုကျွန်တော်ဆိုမယ်ပြီး English တချင်းလေးဖြစ်တဲ့ What a Wonderful World ဆိုတဲ့တချင်းလေးနဲ့ကျွန်တော်အဆုံးသတ်ပါမယ်လို့ပရိသတ်ကြီးကိုပြောချင်ပါတယ်လာရောက်ပြီးအားပေးကြတဲ့ပရိသတ်တွေဟိုလေလိုင်းမှာကြည့်နေကြတဲ့သူတွေအရောက်စီကိုလည်းကျွန်တော်ဒီနေ့ကနေအားလုံးကိုဂါရဝပြုပါတယ်လို့ကျေးဇူးတင်ပါတယ်ခင်ဗျ You're watching LSN Life Stage News Myanmar, bringing you the latest celebrity headlines.